လန်ထမ်းလာတာမြင်ရပေမဲ့ကန်လှမ်းလာတာကိုတော့မမြင်ရပါဘူး။သိရင်စောင့်နေကြည့်ပေးပါ။မင်္ဂလာပါကျွန်တော်ကောင်းကောင်းပါဗျ။အခုဒီကြောက်လေးကိုကျွန်တော်ပြကန်းတစ်ခုကနေကျွန်တော်3သိန်းနဲ့ကောက်လာခဲ့တာဖြစ်ပါတယ်။ဝယ်တော့ကျွန်တော်တို့အားပေးကြောက်ပေါ့ဗျာ။ဒီကြောက်ကိုကျွန်တော်ဝယ်ပြီးတော့တက်မဖြတ်ဘူးဗျ။ကျွန်တော်ကြာကြီးနေသေးတယ်ကျွန်တော်တစ်လားလောက်နေပြီးမှဒီကြောက်လေးကျွန်တော်စိတ်ကူးရမှကောက်ဖြစ်လိုက်တာဗျာ။ကြောက်လေးကဘလို့ဖြစ်သွားလဲဆိုတာကျွန်တော်ပြပါမယ်။ဒါကျွန်တော်သူ့ရဲ့အပေါ်မြင်နေထားပါမျက်နှာမြင်နေထားပါကျွန်တော်ပိုင်းလိုက်တဲ့ခါမှာအောက်မှာလုံးဝနားလဲရှင်းသွားတယ်ကြောက်ပေါက်လည်းကျဲသွားတယ်စိုက်ကြီးရတယ်ပေါ့ဗျာကြောက်ကဖြစ်သွားတော့ဟဲ့ညီကိုတွေဘယ်ပြောအောင်မလို့မှတ်ချောင်းတပြင်းပြင်းနဲ့ပေါ့ဗျာပို့ကြတယ်တိုက်ရတယ်ပေါ့ကြောက်ကတကယ်ဗျဘောကကျဲတိုက်ရောခီးရောဘာမှမပါဘူးဗျာအောက်ထက်ကိုတော်တော်ကိုရှင်းသွားတာဘယ်ပြောအောင်တို့ညီကိုတွေပြောတာပေါ့အဲ့မှာလွှာချက်လဲချရောအောက်မလေးပေါ့လှလိုက်တာပေါ့ဒါမျိုးလှမမြင်ဘူးဘာညာကွီးกว่าပေါ့တစ်လဲချရောအာယုံကတရီးတွင်းတမှုတို့လိုဖြစ်ရဟုတ်ပါဘူးတရီးနှွင်တမှုတို့တာပြောတာပါအဲ့တော့ကိုလေးမှန်းတာပေါ့10လက်ထက်လောက်တော့မြက်ပြီလို့မှန်းတာလုံးဝရောင်တင်ပြီလဲပြီးရောအလလာရှာမရှာပေါ့ဗျာကြောက်ရဲ့အစီသားဘာညာကလာအနေထားဟာဆိုရင်ဖြင့်ကြောက်ကကျွန်တော်ပွဲတိုက်လိုက်ခဲ့ပွဲတိုက်တော့မိုင်းနဲ့ကျွန်တော်ပေးတယ်30နော်10လက်ထက်တော့မြက်ပြီကိုရောင်းမှဆိုကိုညီတွေတိုင်းပြန်တော့ကိုသူတို့ကကိုထန်တော့ပို့ပြီးအာယုံကတက်နေသေးရောဗျိုကိုကြီးမရောင်းဘူးတဲ့အဲ့နဲ့ဖြုတ်ရပြန်ရောအဲ့ဒါနဲ့လုံးကျွေမရောင်းရပဲနဲ့ကျွန်တော်တို့ဖောက်ကုန်းဘက်ကိုပဲဆက်သွားဆိုပါတော့ဖောက်ကုန်းဆိုတာဆွဲကြိုးလောက်တာလို့လက်ပတ်လောက်တာတို့ဖောက်တာကိုပြောတာပါအဲကျွန်တော်တို့ဖောက်ကုန်းလုပ်ဖို့အတွက်ຢာတယ်ပြုတ်တယ်ပေါ့ဗျာအဲဒါနေဗနာလေးပါလေးနဲ့ထောင်ကြည့်တယ်ပေါ့ကြောက်ကတော့တော်လာတာဟေးကျွန်တော်ဒီကြောက်ရဲ့အပေါက်ရဲ့ site ကိုကျွန်တော်စစ်အိမ်နဲ့ဖောက်တယ်ဗျကျွန်တော်လဲကြောက်လေးကစီးနေဖောက်တော့ကြတော့စီလဲတင်နေပေါ့ဗျာပန်းလဲပေါ်နေပေါ့အဲ့နဲ့တာဂိုရီယိုအော်နေအောင်ကျွန်တော်ပြောမလို့ကျွန်တော်ဒီလိုဆွဲကြိုးမျိုးကျွန်တော်အားလုံးပေါင်း၄ကုန်းထွက်တယ်ဗျခေါင်းရယ်ဒူးကောင်ရယ်ခါရယ်အောက်ရယ်ပေါ့ဗျာအကြလို့ခေါ်တာပေါ့အဲ့၄ကုန်းထွက်တယ်ဗျအဲ့၄ကိုကျွန်တော်တိုက်ကြည့်တဲ့အခါမှာကျွန်တော်ဝိုင်းနဲ့ပထမစစချင်းကျွန်တော်ကိုပေးတာတော့40ပြီးတယ်ပေါ့ဗျာဒါနဲ့တာဂိုရီယိုဘာညာဆမကလာနဲ့စွမ်းရည်ပြူကြီးပေါ့ဗျာသူတို့ကပေးတာ45နဲ့ကိုလည်းမရောက်နိုင်ဘူးဖြုတ်ပေါ့ဖြုတ်တော့50ကဲပြန်တွက်ကြည့်တော့လေတကူညီကို2သိန်းရတာပေါ့ညီလေးဝယ်တာ3သိန်းငါညီ45သိန်းတရင်ရနေညီလေးကိုဘာညာဝီးကွာပြောတယ်ကိုကြီးရောင်းရင်ရောင်းဆိုတော့နောက်ဆုံးတော့50နဲ့ရောင်းဖြစ်သွားတယ်ဗျာအမှဘွားရဲ့မှတ်တရပေါ့မှတ်ရ15လက်ထပ်ပေါ့မင်္ဂလာဖြစ်ဘူးလားပဲကဲကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်သင်တို့လည်းဘူးသူရရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာဆက်လက်တွေ့ဆုံပါမယ်နော်ဘိုင်ဘိုင်ပါခင်ဗျ